ယောက်ျားဖြစ်ပြီးငါပတ်စံယူကတခြားမိန်းမကိုအိတ်ဝယ်ပေးရတဲ့ပေါ့မင်းတကယ်မသိချင်သေးတာပဲဂူတီဝစ်စုံကကဘာအဆင့်လက်လုပ်ဒီဇိုင်းစစ်ပါပြီးတော့ဒီနာရီကလည်းကန့်သက်ချက်နဲ့ထုတ်တဲ့ပစ္စည်းအလန့်စားကြီးဟာအခုတော့အတော်လေးရော်ရတော့မယ်ငါတိုင်းမိတာငါလျော်မယ်အရာဖြတ်စာအုပ်ကဆိုင်ထဲမှာရှိတယ်တကယ်လို့မတက်နိုင်ရင်တော့အရေးကြပေးလို့ရတာပဲရော်ဖို့မလောပါနဲ့မလျော်ရင်မင်းကဘာလုပ်ချင်လို့လဲဒီထက်ပိုကြီးတဲ့အလုပ်တစ်ခုလုပ်ဖို့စိတ်ဝင်စားလားအရင်ဆုံးရှင်းရှင်းပြောထားမယ်တက်လာပို့တက်တာဆိုရင်တော့ငါအတိမတ်မပြုဘူးပတ်စံရောရမယ်ဆိုရင်တော့လက်ခံတယ်ညစ်ပတ်တယ်ထင်ရင်လည်းမလုပ်နဲ့ငါဆိုင်တေးသေးလေးကတခင်လေးယောဂတဲ့တွေကိုအလုပ်ကျွေးမပြုနိုင်ဘူးစူးလေးအီလူကတော့ကိုစစ်စီပွားရေးအိမ်ချမ်းမြေရဲ့ဥက္ကဋ္ဌကူပါကြားရတာတန်မိုးကြီးမဲ့ပုံပဲဒါပေမဲ့တရားမျှတမှုတော့ရှိရမယ်လေဝစ်စုံနဲ့လက်ပတ်နာရီအတွက်မင်းရော်ပေးဖို့မလိုပါဘူးလောကမှာအလကားရတဲ့ပစုံထုတ်ဆိုတာမရှိဘူးစီကန်းချက်တာပြောငါရဲ့စိတ်ဆက်ထားသူအဖြစ်ဟန်ဆောင်ပေးပါ2 လလောက်ပေါ့ဝန်ထမ်းတွေကတော့ပစုံအိုးတစ်လုံးနဲ့တရေကြီးစိတ်ဆက်သူကိုဖမ်းမိလိုက်တာပဲဟာပါဇက်ပိတ်ထားစကားတွေကိုရှောက်မပြောနဲ့ကူရှင်ကစိတ်ဆက်ထားသူလိုအပ်နေတာလားအိမ်တောင်ဖက်ရှာတဲ့ website တွေမှာတွားရှာချေပါလားကျမကပစုံထုတ်ရောင်းတဲ့သူလေးဘာသွားလို့ရမှာလဲငါလိုချင်တာကလိမ့်လိမ့်မမနေမဲ့သူမဟုတ်ဘူးဒါဆိုရှင်ကဘာကိုလိုချင်တာလဲရန်ဖြစ်တတ်ရမယ်စူပူတက်ရမယ်လူတွေကိုပြဿနာရှာဖို့မကြောက်တဲ့သူကအကောင်းဆုံးပဲကူအိမ်တော်ကိုရောက်တာနဲ့အဲ့ဒီရေတေးအိုင်ကြီးကိုမှွေနှောက်ပေးနိုင်မဲ့သူမျိုးရှစ်အိမ်မှာရန်သူတွေရှိလို့လားစီကန်းတွေကရန်သူထက်တောင်ပိုပြီးရင်ဆိုင်ရခက်တယ်ကျမကိုခန္ဓာကိုမယောင်းဘူးအနိုင်ချင်းခံအသေးနှလုံးလည်းမဟုတ်ဘူးရတယ်မလားပထမချက်ဘယ်သူပဲဖြစ်ဖြစ်ကျမကိုဆဲရင်ပြန်ဆဲနိုင်ရမယ်ကျမကိုအောက်ထဲမခံခိုင်းနဲ့ရတယ်ဒုတိယချက်ဘယ်သူမဆိုကျမပစ္စည်းကိုထိရင်တံမိုးအတိုင်းရော်ရမယ်မျက်နှာနာပေးလို့မရဘူးတတိယချက်တရုပ်ဆောင်တာကတရုပ်ဆောင်တာပဲအခွင့်ကောင်းယူပြီးကျမကိုလက်ပါစီမလုံးနဲ့ဒီအချက်ကငါမင်းကိုတတိပေးရမှာပါကောင်းပြီဒီအလုပ်ကိုငါလက်ခံတယ်ကျူပြောထားမယ်တော့အပိုဆောင်တိုက်ပွဲဝင်ကြီးကိုတော့တီးတန့်ပေးရမယ်စူးလေးတာကကူကတင့်အတွက်ပြင်ဆင်ပေးထားတဲ့အိမ်ဝင်ဝတ်စုံပါဒီအရာကြီးကိုဝတ်ပြီးငါဘယ်လိုလမ်းလျှောက်ရမှာလဲလူတွေကိုဘယ်လိုရန်သွားဖြစ်ရမလဲပစုံအိုးကိုကောဘယ်လိုတည်ရမလဲမင်းကကူအိမ်တော်ကိုပစုံအိုးတည်သွားဖို့စိတ်ကူးနေတာလားပထမဆုံးအချိန်အိမ်ကိုသွားတာလေလက်ပလာနဲ့သွားရင်ရိုင်းပြရကြတာပေါ့ကူအိမ်တော်ရဲ့ထမင်းစပွဲကစီနဲ့အညွန်နှံ့တွေကိုမကြိုက်ဘူးဒါဆိုရင်လေသူတို့ကိုမျက်စိပွင့်အောင်လုပ်ပေးလိုက်တာပေါ့သူတို့ညစာကစံပြုံးနဲ့ဟင်းရွက်စိမ်မဲ့စားကြတာပြီးတော့တကြားမပါတဲ့မုံတွေပဲရှိတယ်အတော်လေးကိုပေါ့ပြက်ပြက်နိုင်လွန်နေညဖက်ကြီးစားရတာကအပြစ်ပေးခံရပြီးမက်တက်ရက်နေရတယ်လို့ပဲမထူးဆန်းပါဘူးရှစ်အိမ်ကအေးဆက်ဆက်နိုင်ပြီးလူရိပ်လူချင်းမရှိတယ်လို့ဖြစ်နေတာဝန်ထမ်းနေတကယ်ပဲတထေးကြီးအိမ်ကိုချွေးမဝင်တော့မှလားအတုပါပတ်စံရှာယုံတက်ပဲရှောက်မပြောနဲ့အောင်ဒါဆိုရင်တော့တတိထားဦးတော့သူများတွေအနိုင်ကျင့်တာမခံရစေနဲ့စိတ်ချပါငါကသူများကိုသွားပြီးမနိုင်မကျင့်ရင်ပဲသူတို့ဖျားဖူးပြီးအမျှဝေရမလို့ဖြစ်နေပြီကိုရှင်ကြောက်နေတာလားငါကဘာကိုကြောက်ရမှာလဲဒါဆိုရင်တော့နောက်ပွင့်မဲ့အနာဂတ်မှာရှင်ကြောက်စရာတွေအများကြီးရှိလာလိမ့်မယ်အိမ်ထဲကိုဝင်ချင်းမင်းကိုပထမဆုံးတားဆီးမဲ့သူကငါရဲ့အတော်ကူမင်းလမ်းပဲသူကဂျိုးအိမ်တော်ရဲ့အတွင်းရေးစည်းကမ်းအလုံးကိုထိန်းချုပ်ထားတာသူလူကိုဆဲတာပြင်းသလားနားထောင်ရအတော်ဆိုးတယ်ဒါဆိုရင်တော့ဟုတ်ပြီငါကသူတိတ်ပြီးယဉ်ကျေးနေမှာကိုစိုးရိမ်နေတာမဟုတ်ရင်ငါရဲ့စွမ်းရည်တွေပြတ်တောက်ခွင့်မရပဲနေမယ်သူ့အတွက်ကံကောင်းတာပဲစာချုပ်ကိုမမေ့နဲ့အောင်ပတ်စံယူထားရင်အလုပ်ဖြစ်အောင်လုပ်ပေးရမှာပေါ့အန်တီမင်္ဂလာပါဒါပါအနက်လဲလူလောကရဲ့မိခိုးတိတ်အနက်အသက်ပေါ့သူ့လက်ထဲကပစ္စည်းတွေအကုန်လုံးကိုအပြင်ကိုလွှင့်ပစ်လိုက်စမ်းနေဦးဒါတွေအကုန်လုံးကစားစရာတွေအမိုက်မဟုတ်ဘူးကူအိမ်တော်ကဒီလိုစီဦးစီမွေးပစ္စည်းတွေကိုအိမ်ထဲပေးမဝင်ဘူးအန်တီရှင်ငငယ်ကလေးကထမင်းပူပူရဲ့အနံ့ကိုမနှံဘူးလားဘသူကိုအန်တီလို့ခေါ်တာလဲခေါ်တာမှားသွားလို့လားဒါဆိုရင်အတော်ကြီးပေါ့ဒါပေမဲ့ရှင်ရဲ့ပုံစံကဆွေးမျိုးနဲ့မတူပဲတကားဆောင်နဲ့တူနေတယ်ရိုင်းလာကြီးလားပစုံထုတ်ရောင်းတဲ့သူကတော့ကိုအိမ်တော်ရဲ့တကားဝါမှာလာပြီးရန်ကားရဲတယ်ပေါ့ပစုံထုတ်ရောင်းတော့ဘာဖြစ်လဲကျမကကိုလက်မှုပညာနဲ့ကိုလုတ်ကင်စားတာမခိုးဘူးမဝတ်ဘူးတချို့လူတွေလို့မဟုတ်ဘူးပါဇက်တစ်ခုတည်းနဲ့တင်လူကိုအသက်ရှူချက်အောင်လုပ်နိုင်တယ်ချန်ယွမ်ဒါမင်းခေါ်လာတဲ့စစ်ဆက်ထားသူလားတကူလုံးဈေးတဲ့နှံ့တွေနှံစောနေတာပဲစီကမ်းမရှိလောကဝတ်မသိဟုတ်တယ်သူကကျွန်တော်ရဲ့စစ်ဆက်ထားသူပဲကျွန်တော်ကိုယ်တိုင်ခေါ်လာတာဘယ်သူပဲဖြစ်ဖြစ်သူ့ပစ္စည်းကိုထိရင်ကျွန်တော်လူကိုထိတာနဲ့အတူတူပဲကောင်းပြီကူအိမ်တော်ကိုဝင်ခြင်းနဲ့ဆိုရင်တော့ကူအိမ်တော်ရဲ့စီကမ်းအတိုင်းလုပ်ရမယ်ရတာပေါ့စီကမ်းတွေကိုထုတ်ပြလိုက်အရင်ဆုံးထမင်းစပွဲကနေစားရအောင်ဒါကညစာလားဒါမှမဟုတ်ယုံကိုမြက်ကျွေးနေတာလားကူအိမ်တော်ရဲ့အစားတောက်ကပေါ်ပါပြီကျမ်းမာရေးကိုဂရုစိုက်တယ်အပြင်ကရိုင်းပြတဲ့ဆိုင်ငယ်လေးတွေလို့မဟုတ်ဘူးစီညော်နှံ့တွေထောင်းနေတာမျိုးဟင်းကတော့ဟင်းကောင်းပါအမျိုးစရာကောင်းတာကချက်တဲ့သူကဘာစေတနာမှမပါပဲချက်ထားတာပဲမင်းကကူအိမ်တော်ရဲ့အစားတောက်ကိုကဲ့ရဲ့ရဲတယ်ပေါ့ကဲ့ရဲ့တာမဟုတ်ဘူးရင်နာလို့ဘာကိုရင်နာတာလဲသူကဘသူလဲငါရဲ့မလီကြီးစင်ချင်းဟဲ့ချင်းဟဲ့အခန်းထဲကိုပြန်တော့
ဒီနေ့မင်းအတွက်တတ်မှတ်ထားတဲ့ညစာပမာဏကပြည့်သွားပြီထမင်းစားတာတော့အကန့်အသတ်နဲ့လားရှင်တို့ကူအိမ်တော်ကလူကိုကျွေးမွေးတာလားဒါမှမဟုတ်တိရစ္ဆာန်တွေကိုမွေးမြူနေတာလားစုဝန်ထမ်းဒီစပွဲကဟင်းတွေကိုကျမမစားနိုင်ဘူးမိဖို့ကြောင့်ပဲမလဲမင်းမလုပ်ချင်လို့လဲကျမကဒီနေရာကိုအိတ်တအိမ်နဲ့တူအောင်လုပ်ချင်လို့သူ့ကိုတားဆီးထားဆန်းကူအိမ်တော်ရဲ့မိဖို့ကြောင့်ကိုမသွားစေနဲ့ဒီနေ့ဒီပစုံထုတ်အိုးကိုငါတကယ်ချက်ပြမယ်စုဝန်ထမ်းမင်းကကူအိမ်တော်ရဲ့မိဖို့ကြောင့်ကိုမင်းရဲ့အဲ့ဒီပစုံထုတ်ဆိုင်ဆိုကြီးချင်နေတာလားမိဖို့ကြောင့်ကထမင်းမချက်ရင်ဘာလုပ်ဖို့ထားရမှာလဲပူဇော်ထားဖို့လားကူအိမ်တော်ကစီကန်းကြီးတယ်လို့ကျမလည်းစီကန်းကြီးတယ်စားရင်ထမင်းစားမယ်စားချင်ရင်ထက်ထင်မယ်ဒါကကျမတို့အိမ်ရဲ့စီကန်းပဲစားချင်ရင်ထိုင်ပြီးစားမိုးပြိုရင်တော့ငါအကုန်တာဝန်ယူတယ်ချင်းဟဲမင်းရဲ့ဒီနေ့စားရမယ့်အပိုင်းကကုန်သွားပြီမစားရဘူးရှင်ကလူပါကြောက်တော့မဟုတ်ဘူးထမင်းစားတာကိုတော့ဂရန်နဲ့တွက်ချက်နေရတယ်မစားရဘူးမကြီးကြီးစားတာစားပါပထမဆုံးတစ်လုတ်ကအမွှေးဆုံးပဲမဖြုံးတိနဲ့စင်ချင်းဟဲမင်းကကူအိမ်တော်ရဲ့ချွေးမကြီးဖြစ်ပြီးတော့လူအများရှိမှကူအိမ်တော်ရဲ့စီကန်းကိုဖျက်ဆီးရတဲ့ပေါ့အတော်ကျမကပစုံတစ်ပကံပဲစားရုံတင်ပါနင်ကပြန်ပြီးရန်တွေ့ရဲသေးတယ်ပေါ့သူရန်တွေ့တာမဟုတ်ဘူးသူကနောက်ဆုံးတော့လူစကားကိုပြောရဲသွားတာဒီပစုံတစ်ပကံက38ချက်ကြတယ်ခွဲရင်တော့တန်ဖိုးအတိုင်းရောရမယ်ရှင်းတို့လိုမျိုးရိုးနှိမ့်တဲ့သူတွေကအပြင်ထွက်လာရင်မျက်စိထဲမှာပတ်စံပဲမြင်တယ်ဟုတ်တယ်ကျမမျက်စိထဲမှာပတ်စံရှိတယ်ပြီးတော့လူလည်းရှိသေးတယ်ရှင်းမျက်စိထဲမှာတော့အနှစ်မရှိတဲ့စီကန်းတွေပဲရှိပြီးလူတစ်ယောက်လုံးကိုတော့မမြင်နိုင်ဘူးကောင်းပြီမင်းကိုမင်းချန်ရွယ်ရဲ့ဆိတ်ဆက်ထားသူလို့ပြောနေမှာတော့ဒီညကူအိမ်တော်ရဲ့စီကန်းအတိုင်းအခန်းတူနေပြီးစစ်ဆေးမှုကိုခံယူရမယ်ရှင်းရဲ့အခန်းထဲကိုချင်းတကောင်ပြန်ဝင်လာရင်တော့အရင်ဆုံးရေချိုးရမယ့်ပုံပဲစီကန်း3ချက်အခန်းတူနေဖို့အတွက်ရှင်းလင်းချက်လမ်းညွှန်လည်းရှိသေးတယ်ပထမအချက်စားစရာတွေကိုအထဲကိုယူမလာရဘူးဒုတိယအချက်ငါးရဲ့ကတင်ကိုမထိရဘူးတတိယအချက်ဆိုဖာပေါ်မှာအိပ်ပါကျမကရှင်ငားထားတဲ့ဆိတ်ဆက်ထားသူပါရှင်ငားထားတဲ့အိမ်ကူမဟုတ်ဘူးစာချုပ်ထဲမှာရေးထားတယ်ဂိမ်းကစားတာကိုပူးပေါင်းဆောင်ရွက်ရမယ်လို့စာချုပ်ထဲမှာတစ်ဖက်သားကိုအနိုင်မကျင့်ရဘူးလို့လည်းရေးထားတယ်လေဂျိုးကူမင်လန်ရဲ့လူတွေကသစင်ကြံလမ်းပေါ်မှာခောက်တုံခောက်ပြန်ရှောင်နေကြတယ်။ OK ငါရဲ့ရွှေရောင်အယောင်ကောင်တာအတွက်ငါတီးခံလိုက်မယ်မခံချင်စရာဖြစ်ဖြစ်မဖြစ်ဖြစ်ရှင်းရဲ့ဒီဆိုဖာကငါစီကနေပတ်စံကျွေးတောင်းနေတယ်လို့မျိုးမာကြောလုံးနဲ့ညလေးရသည်ဥတုအပြောင်းလဲကြောင့်ဝမ်းထန်နေမကောင်းဘူးလို့ကြားလို့ဝင်ကြည့်တာပါရတယ်မလား။သူကလူလာကြည့်တာလား။အပြစ်ရှာဖို့လာချောင်းတာနေမှာဆိုဖာပေါ်ပဲပြန်သွားအိတ်တော့ပါဇက်ပိတ်ပြီးအိတ်ရဝင်တော့အတော်ကြီးတကောင်ရန်ကြီးကိုမအိပ်ပဲနဲ့တီးတန့်ကြီးလာချောင်းသားထောင်နေတာတော်တော်လေးစွမ်းတာပဲနော်ဘာမှမဖြစ်ရင်လည်းစောစောနားကြပါမင်းလဲစောစောအိတ်ညဖက်အိပ်ရပြက်တာများရင်လူကိုပြစ်ပြစ်တောက်တောက်ဖြစ်စေတယ်တရုပ်ဆောင်လို့ပြီးပြီဆိုတော့ငါဆိုဖာပေါ်ပြန်သွားမယ်မင်းမှာအတန်းကြိုက်တဲ့ယောဂရှိတာမဟုတ်ဘူးလားလူခေါ်ပြီးလဲခိုင်းလိုက်လေတော်တော်ညစ်နေပြီမနှက်ပြန်ကြရင်အဖိုးအိုကိုသွားပင်ခဲ့အောင်မယ်ဒီမိမကိုလုံးဝထားလို့မရဘူးစားချင်ရင်လည်းစားလိုက်ပါကိုတစ်တုံးကြီးလိုဖြစ်အောင်မလုပ်ထားပါနဲ့စူးလေးတော်ကြီးကကျမတို့ကိုရှောက်မစားဖို့တားမြစ်ထားတာပါသူကထမင်းမစားခိုင်းတာလားဒါမှမဟုတ်အသက်မရှင်ခိုင်းတာလားမကြီးကြီးလာပါဒီနေ့ရေခဲမုတ်ကအတစ်ဆက်ဆက်လုပ်ထားတာကျမတောက်လို့ရမလားကိုအိမ်ကိုရေခဲမုတ်တောက်တာတော့ဘသူစီကခွင့်ပြုချက်တောင်းနေရအောင်ပါလေထပ်စားအောင်မလားဒါကပုံမွေးတယ်ကြိုက်ရင်လည်းအများကြီးတောက်ပါအမြန်လာမြည်စမ်းကြည့်ပါဦးပတ်စံမယူပါဘူးစိတ်ချပါစီကန်းတွေပိတ်ဆို့မနေပါဘူးလူပိသားတဲ့အရာသားလေးရှိအောင်ပါနင်တို့ဘာလုပ်နေကြတာလဲကူအိမ်တော်ရဲ့ထမင်းစားပွဲကိုနင်ကလမ်းဘေးဆိုင်လူမျိုးလုပ်ပစ်လိုက်တာလားလမ်းဘေးဆိုင်ဖြစ်တော့ဘာဖြစ်လဲလူတွေတန်းစီနေကြတာပဲလူတွေကြိုက်နှစ်သက်ကြတာပဲရှင်းရဲ့ဒီလိုအေးဆက်ဆက်နိုင်လာတဲ့စပွဲကြီးထက်စားရင်အများကြီးတာပါသေးတယ်ချင်းဟဲမင်းကချွေးမကြီးဖြစ်ပြီးတော့သူနဲ့တူလျှောက်ပြီးဆိုးသွမ်းနေတာလားအတော်ကြီးကျမကနေ့လယ်စာကိုကောင်းကောင်းမွန်မွန်လေးစားခြင်းုံတက်တက်ပါတောပုံထားကုန်ပြီးအကုန်တောပုံထားကုန်ပြီးအိမ်ထဲမှာထမင်းတန်တင်ပြီးလူတွေရဲ့ရေမောတန်ရှိမှသာလူနေတဲ့နေရာနဲ့တူမှာပေါ်ရှင့်အနေနဲ့မနေတတ်ဘူးဆိုရင်လေဖះเจ้าဆောင်ဖက်သွားစားလို့ရတယ်လေကောင်းလေးတန်းရတာပေါ့ကောင်းပြီအခုပဲအဖိုးအိုကိုသွားပင်ခိုင်းလိုက်မယ်မင်းဘလောက်အထိထင်တိုင်းကျဲနိုင်အောင်မလဲဆိုတာကြည့်ကြသေးတာပေါ့အဖေရှုပါဦးဒီမိမကကူအိမ်တော်ကိုဘလောက်တောင်ဖျက်ဆီးပစ်လိုက်ပြီလဲဆိုတာကူအိမ်တော်ရဲ့ရာစုနှစ်ချီတဲ့အစဉ်လာကလူတွေလာပြီးထင်တိုင်းကျဲဖို့နေရာမဟုတ်ဘူးအထူးသဖြင့်ချင်းဟဲပဲချွေးမကြီးဖြစ်ပြီးတော့စီကန်းဖြတ်တာကိုဥဆောင်နေတယ်ချင်းဟဲမင်းကတော့ငါ့ကိုတော်တော်လေးစိတ်ပြက်စေတာပဲအဖိုးအိုရှင်ကဘာကိုစိတ်ပြက်တာလဲသူ့ကိုသူစက်ကူရုပ်လိုမျိုးဖြစ်အောင်မလုပ်ထားလို့စိတ်ပြက်တာလားစူးဝန်ထန်လူကြီးသူမတွေစကားပြောနေတာကိုမင်းဝင်ပါစရာအကြောင်းရှိလို့လားရှိတာပေါ့ရှင်ဆဲနေတဲ့သူကခုနတင်ငါရဲ့ဝန်တုံဟင်းချုပ်ကိုစားထားတာငါသူ့ကိုကောက်ွယ်ပေးရမယ်ဒါချန်ရွံခေါ်လာတဲ့ပစုံထုတ်ဆိုင်ကမင်းကလေးလားဟုတ်တယ်ပစုံထုတ်ရောင်းတဲ့လက်မှုပညာကလည်းတန်ရှင်းတယ်ငွေစရင်လည်းတန်ရှင်းတယ်ဟူကူအိမ်တော်ကမင်းလိုမျိုးစီကံမရှိတဲ့လူကိုအလိုမရှိဘူးစီကန်းဆိုတာလူကိုထမင်းတော်မစားရဲအောင်မ
မရေရဲအောင်စကားမပြောရဲအောင်ချင်းချောက်နေမယ်ဆိုရင်ဒါကစီကံမဟုတ်တော့ဘူးလှောင်အင်ကြီးဖြစ်နေပြီအဖေသူကစီကံဖြတ်ယုံတယ်မကဘူးလူကြီးသူမတွေကိုလည်းပြန်ခံပြောနေသေးတယ်ဒီလိုလူမျိုးကိုလုံးဝထားလို့မရဘူးချန်ယွမ်အခုချက်ချင်းစိတ်ဆက်ပွဲကိုဖျက်သိမ်းလိုက်မဖြစ်နိုင်တာမင်းကသူ့အတွက်နဲ့ငါစကားကိုတော့မနာခံတော့ဘူးပေါ့သူကကျွန်တော်ကိုယ်တိုင်ခေါ်လာတဲ့လူပဲကူအိမ်တော်ကဘယ်သူမှသူ့ကိုမထိရဘူးကောင်းပြီလေဒီလောက်တောင်မှထန်နေမှတော့ဒါဆိုရင်လေကူအိမ်တော်ရဲ့ပတ်စံကိုမတုံးနဲ့တော့ဒီနေ့ကစပြီးချန်ရွယ်ရဲ့အမီပေါက်ကတ်တွေအကုန်လုံးကိုပိတ်ပစ်မယ်ချင်းဟဲရဲ့ကတ်တွေကိုလည်းအကုန်လုံးချိတ်ပိတ်ပစ်မယ်ကူအိမ်တော်ရဲ့ပတ်စံမရှိရင်နင်တို့ဘယ်နှစ်ရက်လောက်တောင်းခံနိုင်အောင်မလဲဆိုတာကြည့်ရသေးတာပေါ့အတော်ကြီးရှင်ကကူအိမ်တော်ရဲ့ကတ်တွေမရှိရင်လူတွေအသက်မရှင်နိုင်တော့ဘူးလို့ထင်နေတာလားစကားနာထိုးယုံနဲ့မထူးပါဘူးတထေးကြီးတွေရဲ့လူနေမှုဘဝကမင်းလိုပစုံထုတ်ရောက်တဲ့သူတယောက်တည်းနဲ့တောင်းခံနိုင်မှာမဟုတ်ဘူးဒါဆိုရင်လည်းတေချာစောင့်ကြည့်ထားလိုက်ပါအပိုးကတ်တွေမရှိလဲမကြီးကြီးကိုဝါဝလင်လင်စားနိုင်ပြီးလှလှပပဝတ်နိုင်အောင်ငါလုပ်ပေးနိုင်တယ်မနှက်ဖြန်ကြရင်ငါနင်တို့ကိုဝတ်စုံဆိုင်ကိုခေါ်သွားမယ်တကယ်အရေးချင်းလားဒါမှမဟုတ်ကုန်ပြချင်တာတက်တက်လားဆိုတာအဲ့ဒီကြရင်သိရတာပေါ့ရတာပေါ့မနှက်ဖြန်ကြရင်ရှင့်ကိုပြပေးမယ်မျက်စိမမိတ်တမ်းပစ္စည်းဝဲတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုပေါ့ကြိုးဆိုပါလေရှင်ဒီမိန်းကလေးကျမတို့ဆိုင်ကစိတ်ကြိုက်ရှောက်ဝတ်ကြည့်မဲ့ဧည့်သည်တွေကိုအဲ့မခံပါဘူးအင်ဂျီတွေကိုချိတ်ဆွဲထားတာကလူတွေဝတ်ကြည့်ဖို့မဟုတ်ဘူးလားဒါမှမဟုတ်ဒါကိုပါပူဇော်ထားဖို့လားဝန်ထန်ဒီကကာဝင်တစ်ထည်ရဲ့တန်ဖိုးကနင်းပစုံထုတ်10နှစ်လောက်ရောင်းရမယ့်အရေးအတွက်နဲ့ညီမျှတယ်အတင်းအကျပ်မလုပ်ပါနဲ့ဝန်ထန်ဒါမှမဟုတ်ကျမတို့ပြန်ကြမလားပြန်စရာလားဒီနေ့ကလှပတဲ့အင်ဂျီတွေကိုလာဝယ်တာလေချင်းဟဲဟိုထဲကိုတောဝတ်ကြည့်လိုက်ပါကူအိမ်တော်ရဲ့ချွေးမကြီးဖြစ်ပြီးတော့အမြဲတမ်းညစ်တေးတေးဝတ်မနေသင့်ဘူးဒီထဲကဒီယာဒီရဲ့အင်ဂျီအစ်စ်ပါ8သိန်း8တောင်းကြပါတယ်ကူကတော့ကြီးနဲ့ဝတ်စင်ရင်တေချာပေါက်တင်တော်မှာပါဟုတ်ကဲ့ပါရှင့်အတွက်ကတော့တာမန်ဆောင်ကအနောက်ဘက်မှာရှိပါတယ်ဟိုဘက်ကဈေးနှုန်းတွေကရှင့်အတွက်ပိုပြီးတင့်တော်ပါလိမ့်မယ်ရှင့်ရဲ့မျက်လုံးကအင်ဂျီဈေးနှုန်းအလိုက်အလိုလျောက်အဖွင့်အပိတ်လုပ်နေတာလားသူပြောတာလည်းမမားပါဘူးလူဆိုတာကိုယ့်နေရာကိုသိရမယ်အတင်းကျပ်ဝင်မတိုးနဲ့ကိုယ်နဲ့မဆိုင်တဲ့အတိုင်းဝိုင်းတွေကိုရှောက်မထိနဲ့ညစ်ပတ်သွားရင်မင်းရော်နိုင်မှာမဟုတ်ဘူးဒီတန်းလုံးကိုဘယ်လောက်လဲဈေးနှုန်းမေးပြီးကိုလန့်သွားအောင်ပြင်ဆင်နေတာလားဒီတန်းလုံးပေါင်းရင်6တန်း8သိန်းကြပါတယ်မကြီးကြီးသဘောကျရဲ့လားဈေးကြီးလုံးပါတယ်ဈေးကြီးတယ်လို့သိရင်ပြီးတာပဲကက်ချစ်လိုက်မယ်တန်းလုံးယူမယ်ဒီကက်ကရှင့်ရဲ့ကက်စစ်ဟုတ်ရဲ့လားမဟုတ်ရင်ရှင့်ကက်ဖြစ်နေလို့လားစူးဝန်ထံမျက်နှာရချင်လို့သူများကက်ကိုခိုးယူလာတာမျိုးတော့မလုပ်နဲ့နော်ဒီနေရာကမင်းထင်နိုင်ကြလို့ရတဲ့နေရာမဟုတ်ဘူးအတော်ကြီးမလောပါနဲ့အောင်မျက်နှာကခဏနေမှနားရမှာစူးလေးကျမတို့ဘက်ကအဲဝစ်ကြည်ပုံမှုလိုအပ်သွားပါတယ်အခုချက်ချင်းစီစဉ်ပေးပါမယ်မင်းသူ့ကိုတိလို့လားငွေပေးချေမှုအောင်မြင်ပါတယ်ငါဘာလုပ်ရမလဲစုတခင်မကြီးဒါကရှင်းရဲ့ငွေပြေစာပါမကြီးကိုလက်ဆောင်ပေးတာနောက်ဘာဝစ်ချင်စိတ်ကြိုက်ဝတ်ပါကိုအိမ်တော်ရဲ့အရေးတစ်ခုလိုမျိုးအမြဲတမ်းပိတ်လောင်မထားပါနဲ့ချွန်ကျမလက်မခံရဲပါဘူးလက်ခံလိုက်ပါမရီနဲ့ထိုက်တန်ပါတယ်နေငါပတ်စံတွေအများကြီးပယ်ကားရတာလဲပစုံထုတ်ရောင်းပြီးစုထားတာလေမရဘူးလားခုနကမိန်းကလေးကကျမကိုတစ်ချက်လောက်ထိယုံနေတယ်မလျော်နိုင်ဘူးလို့ပြောတယ်နော်အခုကစပြီးမင်းအလုပ်ထုတ်ခံလိုက်ရပြီလင်းလေးကျမမှားသွားပါတယ်ကျမမျက်စိမရှိလို့လူမသိမိတာပါမျက်လုံးဆိုတာလူကိုအတိမတ်ပြုဖို့ရှိတာလူကိုအထင်သေးဖို့ရှိတာမဟုတ်ဘူးကူတာခင်မကြီးဧည့်သည်တော်ဆုံးကတိတ်ဆိတ်ဖို့လိုအပ်ပါတယ်တကယ်လို့ပစ္စည်းမဝယ်ဘူးဆိုရင်တော့အရင်ဆုံးထုတ်ခွာပေးဖို့တောင်းဆိုချင်ပါတယ်နင်ကငါ့ကိုနှိမ့်ထုတ်တာလားကူတော်ကြီးကောင်းသွားပါမလိုက်ဖို့တော့ဘူးနော်စူးဝန်ထန်เจ้าကိုသွားစုံစမ်းကြည့်ပစုံထုတ်ဆိုင်ပိုင်ရှင်မလေးကဘယ်ကနေအစ်စ်မြင့်အနက်ရောင်ကကြီးကိုရလာတာလဲဆိုတာကိုဘယ်ဘက်ကိုဥတီပြီးစုံစမ်းရမလဲသူ့နောက်ွယ်ကယောက်ျားကိုစုံစမ်းစူးလေးကဒီနေ့ဝတ်စုံဆိုင်မှာတော့တကယ်ကိုအရှိန်ဝါကြီးမလာပေတာပဲသူများပတ်စံကိုတုံးရတာဆိုတော့တေချာပေါက်နှမျိုးမှမဟုတ်ဘူးပေါ့အတော်ကြီးအဲ့ဒီကာဝန်တွေကိုဝန်ထန်ကကျမကိုလက်ဆောင်ပေးတာပါနင်ကသူ့ဘက်ကနေကာကွယ်ပြီးပြောနေသေးတယ်ပေါ့သူ့ရဲ့ပတ်စံတွေဘဲကနေရောက်လာလဲဆိုတာနင်သိလို့လားဘာလဲကူအိမ်တော်ကထမင်းစားရင်တကောင်စရင်မှာစစ်ဆေးရအောင်မလားတကောင်စရင်စစ်တာမဟုတ်ဘူးဒုတိယသခင်လေးအလိန်ခံရမှာဆိုလို့ပစုံထုတ်ဆိုင်ပိုင်ရှင်မလေးကလက်ဖြောက်တစ်ချက်တီးုံနဲ့တန်းနဲ့ချီပြီးချစ်နိုင်တယ်ဆိုတာဒီနောက်ွယ်မှာပတ်မိုးပေးမဲ့သူမရှိဘူးဆိုရင်တော့အတိတ်ပဲမရှိဘူးမလားဘာပြောချင်တာလဲတဲပဲပြောလိုက်ကျွန်တော်ကြားမိတဲ့လောက်တော့စူးလေးရဲ့နောက်ွယ်မှာအသက်အရွယ်မငယ်တော့တဲ့ယောက်ျားတစ်ယောက်ရှိတယ်တဲ့လက်လဲတော်တော်ဖွာတယ်ခေါ်လိုက်တိုင်းလည်းအမြဲရောက်လာတတ်တယ်ချန်ယွမ်ဒီလိုမျိုးနောက်ကျောင်းမရှင်းမလင်းတဲ့သူကိုကူအိမ်တော်ရဲ့တကားဝတဲ့လုံးဝပေးမဝင်နိုင်ဘူးကျမရဲ့နောက်ကျောင်းရှင်းမရှင်းဆိုတာရှင်းတို့ရဲ့ညစ်ပတ်တဲ့ပါဇက်တွေနဲ့ဆုံးဖြတ်ဖို့မလိုပါဘူးဒါဆိုရင်လည်းရှင်းပြလေအဲ့ဒီအနက်ရောင်ကတ်ကိုဘသူကပေးထားတာလဲကျမကိုဂယုဆိုင်မဲ့သူရှိလို့မရဘူးလားကြားတယ်မလားသူကိုယ်တိုင်ဝန်ခံသွားပြီဝန်ထန်ကအဲ့ဒီလိုလူမျိုးမဟုတ်ပါဘူးချင်းဟဲမင်းကရေခဲမုတ်အနေငယ်လောက်နဲ့တင်အဝယ်ခံလိုက်ရတာလားတော်ဆန်းဝန်ထန်ကကျွန်တော်ရဲ့စိတ်ဆက်ထားသူပဲဘသူမဆိုစကားနာထိုးပြီးရှောက်ပြောနေအောင်မယ်ဆိုရင်ကူလုပ်ငန်းစုကနေအခုချက်ချင်းထွက်သွားလိုက်ချန်ယွမ်မင်းကသူ့အတွက်နဲ့ကိုလူကိုပြန်နေထုတ်တာလားဟုတ်တယ်
ကူရှိရဲ့အုံနောက်ကရေခဲမုန်တဲ့နစ်ဝင်သွားပြီထင်တယ်ကျွန်တော်အမိပေါက်လှုပ်ရှားလို့ရတဲ့ပိုင်ဆိုင်မှုအားလုံးဒီမှာရှိတယ်ရှင်ပါတဘောလဲအဲ့ဒီယောက်ျားနဲ့အဆက်အသွယ်ဖြတ်လိုက်နောက်ပတ်စံလို့ရင်ငါစီကတောင်းလာပေးမယ်ကူကြက်ကြက်ရဲ့ပါဆက်စုပ်ကပြောတဲ့စကားတွေကိုတကယ်ပဲယုံနေတာလားကူချန်ရွံတို့နှစ်ယောက်ကပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးပဲလေရှင်တယောက်ဆောင်တာတိတ်ပြီးမကြုံပါနဲ့ငါကတခြားလူတွေမင်းကိုအဲ့ဒီလိုမျိုးပြောတာကိုမကြိုက်ယုံတတ်ပါဒါဆိုရင်လည်းငါ့ကိုယုံကြည်စမ်းပါငါရဲ့ဖြူစင်မှုကိုတက်တည်ပြဖို့ပတ်စံနဲ့လာမဝယ်ပါနဲ့အဲ့ဒီလူကအမှန်တကယ်ဘသူလဲအခုလောလောဆယ်ရှင့်အနေနဲ့မထီရဲသေးတဲ့လူတစ်ယောက်ပေါ့ဘယ်သွားမလို့လဲငါရဲ့ပစုံထုတ်ဆိုင်ကိုပြန်မလို့လားရှင့်အိမ်မှာနေတိုင်းစံပြုတ်တောက်ပြီးတေမဲရက်ထိုင်ဆောင်နေလို့တော့မရဘူးလေနေဦးထပ်ပြီးထွက်မသွားပါနဲ့တော့ဂူတို့နှစ်ယောက်ကပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးပါရှင်တဝန်တူတာကရှင့်ပိုင်းမဲ့ကျမစီးပွားရေးလုပ်တာကိုတော့လာမပိတ်ပင်ပါနဲ့ဝန်ထမ်းနေအပြင်သွားမလို့လားအတူတူလိုက်ချင်တယ်မဖြစ်ဘူးအတော်ကြီးတည်သွားရင်ပြဿနာရှာလိမ့်မယ်ဒါဆိုရင်လည်းရှာပါစီပေါ့မကြီးကြီးကအကျဉ်းသားမှမဟုတ်တာအပြင်ထွက်တာတော့အစီရင်ခံစာတင်နေရအောင်မလားရပါတယ်လိုက်မှလားမလိုက်ရင်ငါသွားပြီနော်အသစ်ဆက်ဆက်ကြိတ်ထားတာကတောက်လို့အကောင်းဆုံးပဲတော်တော်ချိုးတယ်စကားအပူတွေရှစ်အိမ်ကဟိုအိုးဆေးရည်လိုမျိုးပေါ့ပြက်ပြက်ဟင်းတွေနဲ့မတူဘူးဟာနင်းရဲ့အချစ်တော်လဲရောက်လာတာလားဒီလူငယ်လေးကတော်တော်လေးတန့်ပြန့်တာပဲဘာချစ်တော်လဲဒါကနေစားအလုပ်သမားတက်ပါလူငယ်လေးမင်းရဲ့အချစ်တော်ကတော်တော်လေးတော်တာပဲမင်းကိုနိုင်အောင်ထိန်းနိုင်တယ်မလားဒါဆိုရင်လဲရှင်ပါလို့လိုက်နေသေးတာလဲလက်လက်ဆက်ဆက်လေးကိုအမြန်စားလိုက်ပါဆက်တန်နေတာပဲဘာမှမဖြစ်ပါဘူးအလုံးမပြတ်ရင်ပြီးတာပဲစူးဝန်ထမ်းမတွေ့တာကြာပြီနော်အိုရုပ်ရည်ကအရင်ကထက်အများကြီးပိုပြီးကောင်းလာတာပဲဒါကမျက်နှာပွင့်ပြီးအခြေအနေကောင်းသွားတာလားကြံကြက်နေကလာရဲသေးတယ်ပေါ့နင်ကူအိမ်တော်ကတခင်လေးကိုကတ်တွင်ပြီးသွားပြီဆိုတော့အရင်ကအကျွေးတွေကိုအကုန်လုံးချိဖြတ်ချင်တာလားငါအရင်ကနင့်အတွက်သုံးခဲ့တဲ့ပတ်စံတွေကနင့်အတွက်သုံးခဲ့တဲ့ပတ်စံဟုတ်လားနင်ငါရဲ့ငွေသိန်းကောင်တာတွေကနေခိုးယူသွားတဲ့8000ကိုကောငါနင့်အတွက်တွက်ပေးရအောင်မလားဒါကငါချေးတာလေချေးတာကတကောင်ရန်ကြီးမှာငါငွေသိန်းကောင်တာကိုလာထုပြီးချေးတာလားစောင့်ကြည့်ကင်မရာထဲမှာအထင်ရှားကြီးရိုက်မိထားတယ်ပတ်စံချေးတဲ့သူကဒီလိုမျိုးခိုးကြောင်ခိုးဝက်လုပ်เสียလို့လားကောင်းပြီလေကြံကြက်အမှန်တော့နင်ကတခိုးပဲနင်ဒီမှာလာပြီးကောလာဟာလာတွေမဖြတ်နဲ့သူနဲ့စကားပူတွေပြောမနေနဲ့တွားမယ်ဗီဒီယိုကိုဖျက်ပစ်စမ်းမင်းကဘာကောင်မို့လို့လဲငါနဲ့သူကိစ္စကမင်းနဲ့ဘာဆိုင်လို့လဲသူကကျွန်တော်လူပဲမင်းနောက်တလန်ထပ်တိုးလာရင်မင်းကိုထောင်ထဲဝင်သွားအောင်လုပ်ပြမယ်နင်တို့ရဲတိုင်လိုက်တာလားကျမလွန်ခဲ့တဲ့10မိနစ်ကလေးကရဲတိုင်ထားတာပတ်ဝန်းကျင်ကလူတွေအကုန်လုံးအသေးချာကြားအောင်လို့ပေါ့စူးဝန်ထန်နင်းစောင့်နေလိုက်ရပြီပွဲကြည့်လို့ပြီးပြီဆိုရင်အကုန်လုံးလူစုခွဲလိုက်ကြပါဝန်ထန်ဒီတစ်ချိန်တော့တော်တော်လေးလှလှပလုံနိုင်ခဲ့တာပဲစောစောကလေးကရဲတိုင်ခဲ့ရမှာအရင်ကပတ်စံရှာဖို့အလုပ်ရှုပ်နေလို့လူညစ်တွေနဲ့အချိန်ကုန်မခံချင်ရုံတက်ပါမကြီးကြီးဒီတိုင်းရက်နေမဲ့အစားငါ့ကိုပကံကူတုတ်ပေးပါအောင်ကူရှင်ကအလှပြပစ္စည်းလားဒါမှမဟုတ်လူစစ်စစ်လားလာပြီးအလုပ်ကူလုပ်အောင်ရှင့်ရဲ့ဒီလိုတုတ်တဲ့ပုံစံအတိုင်းဆိုရင်စပွဲခုံကတော့ရဲတိုင်ရလိမ့်မယ်ချန်ယွန်မင်းအရင်ကဒါမျိုးတွေကိုတခါမှမထိတွေ့ဘူးပါဘူးစပွဲခုံတုတ်လို့မပြီးသေးဘူးနေစားအလုပ်သမားကိုလာမနှောက်ယှက်နဲ့ကူပြဿနာအကြီးကြီးတက်ကုန်ပြီစီးပွားရေးဗဟိုဌာနရဲ့ပျော်ရွှင်ပွဲဆောင်ကကုန်ပစ္စည်းပံ့ပိုးသူဆယ်ကျော်ကတပြိုင်နက်တည်းစာချုပ်ဖြတ်သိမ်းလွှာပေးပို့လာကြတယ်မနက်ဖြန်ညကစပြီးဆိုင်ငန်းအားလုံးမှာကုန်ပစ္စည်းပြတ်တောက်သွားလိမ့်မယ်တပြိုင်နက်တည်းစာချုပ်ဖြတ်တယ်ဆိုတော့အားလုံးကဒီနေ့မိုးလွဲပိုင်းမှာပဲအကြောင်းကြားလာတာတိုင်ပင်ထားကြသလိုပဲဝန်ထမ်းကအရင်သွားရမယ်သွားလေဒါပေမဲ့ကူဆယ်ကျော်ကတပြိုင်နက်တည်းစာချုပ်ဖြတ်တယ်ဆိုတာဈေးကွက်သဘောတဘာဝမျိုးမဟုတ်ပဲတမင်လှုပ်ဆောင်လိုက်တဲ့ပုံစံမျိုးပဲစဉ်းစားကြည့်ပါဦးဘသူကရှေ့ရဲ့စီးပွားရေးဗဟိုဌာနကိုပြဿနာတက်စေခြင်းဆုံးလဲဆိုတာဘာကိစ္စရှိလို့လဲဘာမှမဟုတ်ပါဘူးအိမ်ဆိုင်ကိုဆက်ပြီးတင်စီကြရအောင်ကူမနက်ဖြန်ညဈေးကွက်ဖွင့်ရင်ကုန်ပစ္စည်းမရှိပဲကျွန်တော်တို့ဘလို့အယောင်းဝယ်လုပ်မလဲချန်ယွန်ဒီတစ်ချိန်ကုန်ပစ္စည်းပံ့ပိုးသူတွေအစုလိုက်ပြုံလိုက်စာချုပ်ဖြတ်တာကိုမင်းဘလို့မျိုးဖြည့်ရှင်းဖို့စိတ်ကူးထားလဲကုန်ပစ္စည်းပံ့ပိုးသူအစ်စ်တွေကိုရှာရမယ်မိပါမလားမနက်ဖြန်ညဆိုရင်ဈေးကွက်ဖွင့်တော့မှာကိုမင်းမနဲ့ဒီလိုလိုအပ်ချက်ကိုဖြည့်ဆည်းမှာလဲကူကျွန်တော်တို့ဆိုင်ကန်းတွေမှာကုန်ပစ္စည်းမရှိရင်ဆိုင်ကန်းငါးခါကိုကောပုံမှန်အတိုင်းပေးဆောင်ရအောင်မလားအားလုံးပဲစိတ်ချပါကျွန်တော်အစားထိုးကုန်ပစ္စည်းပံ့ပိုးသူတွေကိုဆက်သွယ်ပြီးပါပြီဒါပေမဲ့ဈေးနှုန်းကဈေးကွက်ထက်3ဆပိုမြင့်ပါတယ်ခုဒီလိုဈေးနှုန်းမျိုးကိုကျွန်တော်တို့မတက်နိုင်ပါဘူးမင်းကကြိုတင်ပြီးပြင်ဆင်ထားပြီးသားပဲပေါ့ဘာလဲနင်ကပစုံထုတ်ရောင်းတဲ့သူဖြစ်ပြီးတော့ကူလုပ်ငန်းစုရဲ့ကိစ္စတွေကိုပါလာပြီးဆွတ်ဖက်ချင်တာလားအလုပ်ကိစ္စလေဘာတွေလိုအပ်နေတာလဲနင်ဘာလာလုပ်တာလဲစကားပူတွေပြောမနေနဲ့ဘာကုန်ပစ္စည်းတွေပြက်လက်နေလဲဆိုတာငါ့ကိုစရင်ပေးပစုံထုတ်အချောထည်ပစ္စည်းတွေစွပ်ပြုတ်တွေနဲ့ရေခဲမုတ်ကုန်ကျန်းတွေအားလုံးပြတ်တောက်ကုန်ပြီငါဖြည့်ဆည်းပေးနိုင်တဲ့နင်ဖြည့်ဆည်းပေးနိုင်တယ်ဟုတ်လားနင်ဘာနဲ့လာပြီးဖြည့်ဆည်းမှလဲနင်ရဲ့အဲ့ဒီပစုံထုတ်ဆိုင်စုပ်ကကုန်လောင်မှုတွေနဲ့လားပင်လေရေချောင်းတူလောင်ယုံကကားတွေကိုအကုန်လုံးဒီဘက်ကိုလွှဲပေးလိုက်ပစုံထုတ်အချောထည်ပစ္စည်းတွေ
ပစုံအမီထုတ်တွေနဲ့ရေခဲမုတ်ကုန်ကျန်းတွေစမ်းတလောက်တာအကုန်တင်ခဲ့ကြဟုတ်ကဲ့ဆူဆူလေးမင်းကအမှန်တကယ်ပဲဖြည့်ဆည်းပေးနိုင်တာလားမနက်အစောပိုင်း3 နာရီမတိုင်ခင်ကုန်ပစ္စည်းတွေတူလောင်ယုံကိုရောက်စေရမယ်နင်ကအမှန်တကယ်ဘာတူလဲအခုလောလောဆယ်လျှို့ဝှက်ချက်ပေါ့နင်ဒီလောက်များပြားတဲ့ကုန်ပစ္စည်းတွေကိုဘယ်ကနေရလာတာလဲနောက်ကျောင်းမရှင်းတဲ့ပစ္စည်းတွေကိုကျွန်တော်တို့လက်မခံနိုင်ဘူးနောက်ကျောင်းရှင်းမရှင်းဆိုတာစစ်ဆေးအစီရင်ခံစာကပဲဆုံးဖြတ်လိမ့်မယ်ရှင်ကြောက်တယ်ဆိုရင်လည်းမတုံးနဲ့ပေါ့ခုလက်ခံမလားလက်ခံမယ်လက်ခံမယ်ဟုတ်လားခြံရွံမင်းယူသွားပြီလားမင်းသူ့ပစ္စည်းတွေရဲ့နောက်ကျောင်းကိုတော့မသိပဲနဲ့ငါသူ့ကိုယုံကြည်တယ်ဒီပစ္စည်းတွေရဲ့ပမာဏကကူစစ်စီးပွားရေးဗဟိုဌာနအတွက်တစ်လစာသုံးလို့ရတယ်နေဦးဒီပစ္စည်းတွေကိုတိုးလောင်ယုံနဲ့ပေးမသွင်းနိုင်ဘူးဘာဖြစ်လို့လဲဒီပစ္စည်းတွေကနောက်ကျောင်းမရှင်းဘူးစစ်ဆေးအစီရင်ခံစာလည်းမရှိဘူးတကယ်လို့ပြဿနာတစ်ခုခုတက်လာရင်ကူစစ်အုပ်စုကတာဝန်မယူနိုင်ဘူးစစ်ဆေးအစီရင်ခံစာကုန်ပစ္စည်းထွက်ခွာခွင့်လက်မှတ်ပြီးတော့အစားအသောက်ဘေးကင်းလုံခြုံရေးတပ်တည်ခံလက်မှတ်တွေအားလုံးဒီမှာရှိတယ်မင်းနဲ့စူးစစ်လုပ်ငန်းစုကဘာပတ်သက်မှုရှိလို့လဲအခုလောလောဆယ်လျှို့ဝှက်ချက်ပေါ့ဒီပစ္စည်းတွေရဲ့အရေးသွေးကအရင်ကကုန်ပစ္စည်းပံ့ပိုးသူတွေထက်တောင်ပိုပြီးကောင်းမွန်သေးတယ်ဈေးနှုန်းကောဒီလောက်များပြားတဲ့ကုန်ပစ္စည်းတွေအတွက်မင်းဘယ်လောက်ဈေးခေါ်မလဲဈေးကွက်ပေါက်ဈေးအတိုင်းပဲတပြားမှပိုမတောင်းဘူးဈေးကွက်ပေါက်ဈေးဟုတ်လားကျွန်တော်တို့ကိုအယူအောက်မေ့နေတာလားတကောင်ရန်ကြီးအရေးပေါ်ကုန်ပစ္စည်းလွှဲပြောင်းပေးတာကိုဈေးမတက်ဘူးဟုတ်လားငါပြောပြီးပြီလေဈေးကွက်ပေါက်ဈေးအတိုင်းပဲလို့ဘသူကကော်မရှင်ကခေါင်းပုံဖြတ်ချင်တာလဲအိမ်မက်ပဲမနေလိုက်ဘာဖြစ်လို့ငါ့ကိုကူညီတာလဲတို့နှစ်ယောက်ကပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးဖြစ်နေလို့ပေါ့ပူးပေါင်းဆောင်ရွက်တာတက်တက်ပဲနော်သတိထားဦးပစ္စည်းတွေကိုကွဲအပ်အောင်မလုပ်ကြနဲ့စုစစ်မိသားစုလုပ်ငန်းစုကိုတွားပြီးစုံစမ်းကြည့်သူတို့နဲ့စုဝန်ထန်ရဲ့ဆက်ဆံရေးကိုပေါ့အကိုကြီးစုဝန်ထန်ဆိုတဲ့မိမကလှုပ်ဝက်ချက်တွေနဲ့မို့ကျွန်တော်တို့သူ့ရဲ့အထောက်အထားကိုဘာမှစုံစမ်းလို့မရဘူးဖြစ်နေတယ်ငါဂရုမစိုက်ဘူးအဆုံးထိစုံစမ်းစမ်းသူကအမှန်တကယ်ဘာတူလဲဆိုတာငါသိချင်တယ်ဟုတ်ကဲ့ကြံကြက်နေစောင့်နေလိုက်ဦးကူစုလေးဒီပစ္စည်းတွေကစီးပွားရေးဗဟိုဌာနကိုကဲတင်လိုက်တာပဲဒါပေမဲ့သူ့ရဲ့အထောက်အထားကိုစုံစမ်းဖို့မလိုပါဘူးသူပြောပြချင်တဲ့အချိန်ကြရင်အလိုလျောက်ပြောပြလာလိမ့်မယ်မင်းကုန်ပစ္စည်းတတုပ်ကိုလွှဲပြောင်းယူလိုက်တယ်လို့ကြားတယ်ကူစစ်အုပ်စုအတွက်ဝိုင်းကူပေးုံတက်တက်ပါပစုံထုတ်ဆိုင်ပိုင်ရှင်မလေးကကုန်ပစ္စည်းတန်ဆယ်ကနန်းချီပြီးလွှဲပြောင်းပေးနိုင်တယ်ဟုတ်လားပြောစမ်းမင်းနောက်ွယ်ကလူကအမှန်တကယ်ဘာတူလဲအတော်ကြီးဝန်ထမ်းကကူစစ်အုပ်စုကိုကူညီပေးနေတာပါချင်းဟဲမင်းသူ့ရဲ့အလိမ်ညာတွေကိုမခံစမ်းနဲ့သူသာနောက်ကျောင်းတန်ရှင်းနေဆိုရင်ဘာလို့သူ့ထောက်ထားကိုမပြောရရတာလဲအတော်ကြီးရှင်ဒီလောက်တောင်သိချင်နေမှာတော့ကိုယ်တိုင်ပဲခံမှန်းကြည့်ပါလားအတော်ကြီးသူကကူစစ်အုပ်စုကိုကဲတင်ခဲ့တာပဲဒါနဲ့တင်လုံလောက်ပါပြီချန်ယွန်မင်းကတော့သူ့ရဲ့ပြူစားမှုကိုခံလိုက်ရပြီဒီလိုနောက်ကျောင်းမရှင်းတဲ့မိမမျိုးကစောစောစီးစီးမင်းကိုဒုက္ခပေးလိမ့်မယ်အတော်ကြီးရှင်ကကျမချန်ယွန်ကိုဒုက္ခပေးမှာကိုစိုးရိမ်နေတာလားဒါမှမဟုတ်ကျမကကူအိမ်တော်ရဲ့အာဏာကိုလူယူသွားမှာကိုစိုးရိမ်နေတာလားရှင်နေတိုင်းစည်းကမ်းတွေကိုတီးခတ်နေရတာကအိမ်ထဲမှာရှင်စကားကိုနားမထောင်မဲ့သူရှိလာမှာကိုကြောက်နေလို့မဟုတ်ဘူးလားစူးဝန်ထန်နင်းစောင့်နေလိုက်စူးဝန်ထန်မင်းငါကိုအမှန်တိုင်းပြောပြဖို့အချိန်တန်ပြီမဟုတ်ဘူးလားခုတချို့စကားတွေကိုစောစောစီးစီးပြောလိုက်ရင်အစွမ်းမပြပဲနေလိမ့်မယ်လူကြီးမင်းတို့ကျွန်တော်မှပြောစရာအရေးကြီးကိစ္စရှိပါတယ်ဘာကိစ္စလဲဒီတစ်ချိန်ကုန်ပစ္စည်းပြက်လက်တဲ့အချက်တဲကိုချန်ယွမ်ကြိုက်တွေပုံကတော်တော်လေးပေါ့ဆလွန်တယ်သူကနောက်ကျောင်းမရှင်းတဲ့ပစ္စည်းတွေကိုတုံးဆွဲခဲ့တယ်ပြီးတော့အထောက်ထားမရှင်းလင်းတဲ့မိမတယောက်ကိုကုမ္ပဏီရဲ့အလုပ်ကိစ္စတွေထဲဆွတ်ဖက်ခွင့်ပေးခဲ့တယ်ဒီပစ္စည်းတွေကစီးပွားရေးဗဟိုဌာနကိုကဲတင်လိုက်တာမဟုတ်ဘူးလားကဲတင်တယ်ဟုတ်လားဒါဆိုရင်လည်းခင်ဗျားတို့ဒီစုစစ်ပစုံထုတ်လုပ်ငန်းစုကိုကြည့်လိုက်ကြအောင်ပြည်တွင်းမှာအကြီးဆုံးရေထွက်ပစ္စည်းစားတောက်ကုန်လုပ်ငန်းစုကြီးလေစူးဝန်ထန်တဲ့သူတို့ကဘာပတ်သက်မှုရှိလို့လဲသူကဘာဖြစ်လို့စုစစ်ရဲ့ကုန်ပစ္စည်းတွေကိုစိတ်ကြိုက်လွှဲပြောင်းနိုင်ရတာလဲဒါကတော့အမှန်တကယ်ပဲတေချာစုံစမ်းစစ်ဆေးဖို့လိုအပ်ပါတယ်ဘာကိုစုံစမ်းမှလဲကုန်ပစ္စည်းကပြဿနာမရှိဘူးငွေကိုလည်းဈေးကွက်ပေါက်ဈေးအတိုင်းရှင်းပြီးသားပဲပြဿနာကသူ့ရဲ့အထောက်ထားပဲပစုံထုတ်ဆိုင်ပိုင်ရှင်မလေးကစုစစ်ရဲ့ကုန်ပစ္စည်းတန်ဆယ်ကနန်းချီပြီးလွှဲပြောင်းနိုင်တယ်ဆိုတာဘာကိုပြိုင်ဆိုင်နေတာလဲဆက်ပြောစမ်းဒါကပြနေတာကသူကစုစစ်ရဲ့အထက်လူကြီးတယောက်ယောက်ရဲ့အမြောင်မရဖြစ်နေတာဒါမှမဟုတ်လူမသိသူမသိနီးလန်းတစ်ခုခုကိုတုံးဆွဲခဲ့တာပဲဖြစ်ရမယ်ဒီလိုမျိုးမိမကကူစစ်လုပ်ငန်းစုရဲ့ကြွယ်ရာကဖျက်ဆီးမဲ့သူပဲနင်ဘယ်လိုမျိုးဝင်လာတာလဲကူစစ်အုပ်စုကဒရိုက်တာဖွဲ့စည်းဝေးလုပ်နေတယ်လို့ကြားလို့ညစာလေးလာပို့ပေးုံတက်တက်ပါဒရိုက်တာလူကြီးမင်းတို့ညှင်းခုန်နေကြတာငါအိမ်ကပစုံထုတ်တွေကကူစစ်အုပ်စုရဲ့ပါဇက်တွေနဲ့ထိုက်တန်ရဲ့လားဆိုတာမသိဘူးဖြစ်နေတယ်စူဝန်ထန်ဒီနေရာကဒရိုက်တာဖွဲ့အစည်းအဝေးခန့်မှလာပြီးရန်ကားရမယ့်နေရာမဟုတ်ဘူးဂူတုဥက္ကဋ္ဌရှင်ခုနာတင်ကျမကိုလူမသိသူမသိအစင်တမ်းမရှိတဲ့သူလို့ပြောလိုက်တယ်နော်ဒါဆိုရင်လည်းကျမကဘယ်လိုလူမျိုးလဲဆိုတာအားလုံးကိုအသေးချာပြသပေးရတာပေါ့နင့်ကိုဘသူကအထဲဝင်ခိုင်းလို့လဲလုံခြုံရေးတွေဘယ်ရောက်ကုန်လဲအလောတကြီးဖြစ်မနေပါနဲ့ဂူတုဥက္ကဋ္ဌကကျမရဲ့အထောက်အထားကိုစုံစမ်းချင်နေတာမဟုတ်ဘူးလားဟောလာပြီးတက်တေကြီးဘာဖြစ်လို့နေစားတရုပ်ဆောင်တယောက်ကိုခေါ်လာပြီးအထောက်အထားအတုလုပ်နေရတာလဲစူဝန်ထန်နင်ကဒီနေရာမှာရှိတဲ့လူတွေအကုန်လုံးကိုအယူအောက်မိနေတာလားကျွန်တော်သမီးအကြောင်းကိုတစုံတစ်ယောက်ကကောလာဟာလာတွေရှောက်ဖြတ်နေတယ်လို့ကြားလို့
ကြည့်ရတာကူစစ်ရဲ့အထက်လူကြီးတချို့ကကွယ်ရာကနေမတမာတာတွေလုပ်နေကြတာပဲစုဥက္ကဋ္ဌကြီးခမရကိုယ်တိုင်ဘာလို့ရောက်လာတာလဲဘာကြီးဒီစုဝန်ထံကအမှန်တကယ်ပဲစုစစ်ပစုံထုတ်လုပ်ငန်းစုရဲ့သမီးဟုတ်လားမဖြစ်နိုင်လားသူကတိတာထေရှားလာတဲ့ပစုံထုတ်ဆိုင်ပိုင်ရှင်မလေးတင်မဲ့ဥစ္စာဟုတ်တယ်လေငါအဖေရဲ့လုပ်ငန်းစုကြီးကဒီလောက်တောင်ကြီးမားနေတာငါကတော့ဆိုင်လေးတစ်ဆိုင်ကိုပဲအေးလူလူဖွင့်ချင်ုံတက်တက်ပါဖြစ်လို့လဲဂူတူဥက္ကဋ္ဌခုနတင်စကားတွေတော်တော်လေးတန်နေတာမလားအခုကျတော့ဘာလို့ပါဆက်ပိတ်သွားရတာလဲဒါနဲ့ကူဖိုးဦးကျွန်တော်ဒီတစ်ချိန်လာရတာကကြုံကြိုက်တုံမေးချင်လို့ပါခုစစ်ရဲ့အထက်လူကြီးအုပ်ချုပ်မှုပိုင်းကိုအကြီးကျယ်ပြုပြင်ပြောင်းလဲဖို့အချိန်တန်ပြီးမဟုတ်ဘူးလားဒီတစ်ချိန်ကုန်ပစ္စည်းပြက်လက်တဲ့အကြက်တဲကဂူတူဥက္ကဋ္ဌကိုယ်တိုင်တခြားကုန်ပစ္စည်းပံ့ပိုးသူတွေနဲ့ပူးပေါင်းပြီးတမင်တက်တက်လှုပ်ဆောင်ခဲ့တာပါကော်မရှင်ကခေါင်းပုံဖြတ်တဲ့မှတ်တမ်းတွေစာချုပ်ဖြတ်သိမ်းတဲ့သဘောတူညီချက်တွေပြီးတော့ဂူတူဥက္ကဋ္ဌနဲ့အပြင်ကကုန်ပစ္စည်းပံ့ပိုးသူတွေရဲ့စကားပြောမှတ်တမ်းတွေအကုန်လုံးဒီမှာရှိတယ်မဖြစ်နိုင်ဘူးမဖြစ်နိုင်တာဒါတွေအကုန်လုံးကအတုတွေပဲနေငါ့ကိုတက်တက်ဆွဆွဲနေတာဆွဆွဲတာဟုတ်မဟုတ်ဆိုတာရှိနေကိုလာပြီးစစ်ဆေးခိုင်းလိုက်မယ်ကြံ့ကြံ့နေကတော့တကယ်ပဲတက်တိကောင်းလုံးတယ်ဒီစကားပြောမှတ်တမ်းတွေအကုန်လုံးကကူကြံ့ကြံ့နဲ့အပြင်ကကုန်ပစ္စည်းပံ့ပိုးသူတွေပူးပေါင်းကြံစည်ထားတဲ့တက်တွေပဲအာနာလူဖို့အတွက်နဲ့ကုမ္ပဏီရဲ့အကျိုးစီးပွားကိုတောင်အထိခိုက်ခံရတဲ့ပေါ့တကယ်ကိုယူသွတ်လုံးတယ်ကူကြံ့ကြံ့ဒီနေ့ကစပြီးမင်းကိုကူစစ်လုပ်ငန်းစုရဲ့ယာတူအားလုံးကနေရက်စဲလိုက်တယ်ဒရိုက်တာဖွဲ့ကနေလည်းနှင်ထုတ်ပြမယ်အဖိုးကျွန်တော်ကိုဒီလိုမျိုးမလုပ်ပါနဲ့ကျွန်တော်လည်းကူအိမ်တော်အတွက်လှုပ်ဆောင်ခဲ့တာပါကူအိမ်တော်အတွက်ဟုတ်လားမင်းကမင်းရဲ့ကိုယ်ပိုင်အတ္တအတွက်လုပ်ခဲ့တာလူချင်းတက်မက်စိတ်တွေနဲ့အဖေသူ့ကိုခွင့်လွှတ်ပေးပါဦးတော်ဆန်းမင်းလည်းစကားအပူတွေပြောမနေနဲ့တော့ဒီနှစ်တွေအတွင်းမင်းကသူ့ကိုလွှတ်ထားခဲ့တာတွေကိုငါအကုန်လုံးအတိမတ်ပြုထားတယ်စူးလေးငါကတော့အသက်ကြီးပြီးအိုမင်းယူတွတ်သွားခဲ့တာပဲမင်းကဘလို့လူမျိုးလဲဆိုတာကိုအမြဲတမ်းရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ဘူးအဖိုးအိုရှင်ဒီလိုမျိုးမပြောပါနဲ့ကျမကပစုံထုတ်ရောက်တဲ့သူတက်တက်ပါတိုက်တိုက်ဆိုင်ဆိုင်မိသားစုကလည်းရေထွက်ကုန်စီးပွားရေးလုပ်နေုံတင်ပါဝန်ထမ်းအရင်ကငါမျက်စိမရှိခဲ့လို့ပါတောင်းပန်ပါတယ်အတော်ကြီးအတိတ်ကကိစ္စတွေကပြီးပါပြီနောက်ဖြစ်လာမယ့်အနာဂတ်မှာထမင်းကိုကောင်းကောင်းမွန်မွန်စားပါကိုအမြဲတမ်းတင်းကျပ်မထားပါနဲ့တော့ငါတရားဝင်ကြီးညာလိုက်မယ်ကူအိမ်တော်ရဲ့လူကိုနှိပ်စက်တဲ့စီကံဟောင်းတွေအကုန်လုံးကိုအပြီးတိုင်ဖျက်သိမ်းလိုက်ပြီမင်းတို့စားချင်တာစားလှုပ်ချင်တာကိုစိတ်ကြိုက်လှုပ်ကြတော့အိမ်ဆိုတာလူတွေနေထိုင်ဖို့နေရပဲလူတွေကိုပိတ်လောင်ထားဖို့မဟုတ်ဘူးအဖိုးအိုရဲ့ဒီစကားကိုတော့ကျမသဘောကျတယ်ဝန်ထမ်းငါနဲ့ခဏလောက်လိုက်ခဲ့ဦးအတော်ကြီးရှင်ပြောကြည့်ပါဦးချန်ယွန်ကဘာလို့မလို့လဲဒီကောင်လေးကတော့နောက်ဆုံးတော့အမြင်မှန်ရသွားပြီပေါ့ဂူတာကစရင်လာရှင်းလာလားကျမကူစစ်အုပ်စုစီကနေပတ်စံတပြားမှပို့ပြီးမယူထားပါဘူးနော်စူးဝန်ထမ်းစာချုပ်တက်တန်းကုန်ဆုံးသွားပြီမလားဟုတ်တယ်လေ2လပြည့်သွားပြီဒါဆိုရင်နင်းဘဲချိန်ကြရင်ထွက်သွားဖို့စိတ်ကူးထားလဲမနှက်ဖြန်လားတော့မဟုတ်တပတ်ခါလားဘာပဲဖြစ်ဖြစ်ဆိုင်ကန်းလဲရသွားပြီဆိုတော့ငါပြန်ပြီးဆိုင်ခွဲဖွင့်ရမယ်ထွက်မသွားရဘူးကူရှင်ကတော့တကယ်ပဲလူလေကြနေတာပဲစူးဝန်ထမ်းငါနောက်ထပ်စစ်ဆက်ထားသူအဖြစ်တရုတ်မဆောင်ချင်တော့ဘူးဒါဆိုရင်ရှင်ကဘာဖြစ်တရုတ်ဆောင်ချင်လို့လဲအစ်စ်မှန်ဖြစ်တရုတ်ဆောင်ချင်တာမင်းအခုငါကဘာတူလဲဆိုတာသိသွားပြီမလားစူးစစ်ရဲ့သမီးဆက်ခံမဲ့သူကြားရတာတော်တော်လေးဂုဏ်သေးရှိလာပေမဲ့ငါရုံးခန်းထဲထိုင်ပြီးတခင်မကြီးလို့ဖို့စိတ်ကူးမရှိဘူးငါကတော့ပစုံထုတ်တွေကိုပဲလက်နဲ့ကင်တွယ်ပြီးတကိုယ်လုံးစီညော်နှံ့တွေနဲ့ငါရဲ့ဆိုင်ငယ်လေးကိုပဲဆက်ပြီးစောက်ရှောက်သွားမှာမင်းလက်ခံတာကစူးစစ်ရဲ့ဆိုင်းပုတ်ကြီးကိုလားဒါမှမဟုတ်အဲ့ဒီပစုံထုတ်ရောင်းတဲ့သူကိုလားစူးဝန်ထမ်းငါအစအဆုံးသဘောကျခဲ့တာကအဲ့ဒီပစုံထုတ်အိုးကိုကင်ပြီးလူတွေကိုလိုက်မောင်းနေတဲ့စူးဝန်ထမ်းကိုပဲဒါဆိုရင်ရှင်းတက်လုံးပစုံထုတ်ဆိုင်ရဲ့စီညော်နှံ့တွေကိုတီးခံနိုင်မှာလားရတာပေါ့ငါနေတိုင်းမင်းနဲ့အတူပစုံထုတ်အိုးကိုပထမဆုံးချက်ပေးဦးမယ်သမီးမင်းကတော့တကယ်ကိုလူကောင်းတစ်ယောက်ကိုရှာဖွေတွေ့ရှိခဲ့တာပဲအဖေကျမသိပါတယ်ဘဝရဲ့တဝက်ကျော်လောက်ထိရှင်တန်ခဲ့ပြီးမှဒီနေ့ကျမှတကယ်မင်္ဂလာပွဲရဲ့အရာတာကိုခန်းစားရတော့တယ်ဟုတ်ကဲ့အရင်ကကူအိမ်တော်ရဲ့ပွဲလန်းတပင်တွေကအေးဆက်ဆက်နိုင်လုံးတယ်အခုလိုမျိုးဘယ်မှာလှုပ်ဆောင်မှုရှိပါမလဲဇနီးမောင်နဲ့အစ်စ်တို့ဒီမှာခဏလောက်ရန်နာပေးပါကျွန်တော်ဘဝမှာအမှန်ကန်ဆုံးဆုံးဖြတ်ချက်ကတော့ပစုံထုတ်အိုးတစ်လုံးနဲ့တိုင်းမိခဲ့တာပဲအရင်ကငါကတော့ဆက်ရုပ်တရုပ်လိုမျိုးရှင်တန်ခဲ့ရတာနေ့တိုင်းအချိန်မှန်အိပ်ရထားတဲ့အချိန်မှန်ထမင်းစားတဲ့အချိန်မှန်အလုပ်လုပ်တယ်သူ့ကိုတွေးဆုံခဲ့ပြီးမှလူလောကမှာဒီလိုလှုပ်ဆောင်မှုတွေရှိရမယ်ဆိုတာကိုသိရှိသွားခဲ့တာဒီလိုရင်မောတန်တွေရှိရမယ်ဒီလိုမိကိုတိတ်အနံ့အသက်တွေရှိရမယ်ဝန်ထမ်းငါ့ကိုလူလောကထဲခေါ်ဆောင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကျမကတော့အစကငါရဲ့ဆိုင်ငယ်လေးကိုပဲစောက်ရှောက်ပြီးပစုံထုတ်ရောင်းကအေးလူဖြတ်တန်းခြင်းုံတက်ပါမထင်မှတ်ပဲပစုံထုတ်အိုးတစ်လုံးကနေစိတ်ချရတဲ့လင်ယောက်ျားတစ်ယောက်ဖမ်းမိလိမ့်မယ်လို့ပေါ့ကူချန်ရွံအနာဂတ်မှာရှင်တကယ်လို့ကျမကိုညီးငွေလာမယ်ဆိုရင်ငါနေ့တိုင်းရှင်ကိုငါလာပစုံထုတ်ပဲချက်ကျွေးပြစ်မယ်ရမလားတစ်လုံးမညီးငွေပါဘူးဇနီးမောင်နှံအစ်စ်တို့တစ်လုံးရွှေလက်တွဲနိုင်ကြပါစေ